Who are you? ဒီမေကွန်းကိုကျမတို့ရဲ့နာမည်အလောက်က title ကုမ္ပဏီသားစုထဲမှာတာဝန်ယူထားတဲ့ role တစ်ခုမပါဘဲနဲ့ဖြည့်ကြည့်ဘူးလား Just you ကိုဘယ်သူလဲဆိုတာသိလားကျမတို့ကို Who are you လို့မေးတယ်ကျမတို့ကိုယ်တိုင်လဲ Who am I ဆိုတဲ့ဟာမေကွန်းထုတ်တတ်ကြတယ်အမေကလွယ်တော့အဖြေရခက်တယ်နော်ဘာကြောင့်လဲဆိုတော့ဒီမေကွန်းကကျမတို့ရဲ့ identity ကိုမေးတဲ့မေကွန်းဖြစ်နေလို့ပါအခုလက်ရှိနေထားရတဖြည်းဖြည်းချင်းပြောင်းလဲလာတဲ့ဘဝရဲ့ story အတိတ်ကကြုံခဲ့တဲ့အတွေ့အကြုံတွေနဲ့ရှေ့အနာဂတ်ရဲ့မျှော်လင့်ချက်ဘလို့ဖြစ်တန်းချင်တာလဲဆိုတဲ့ဟာတွေပေါ်မှာခံယူပြီးတည်ဆောက်ထားတဲ့အရာကို identity လို့ခေါ်ပါတယ်ဆိုတော့ကျမတို့ဘလို့မျိုးခံယူချက်ယက်တီချက်တွေရှိသလဲ life purpose ကဘာလဲရှေ့အနာဂတ်မှာဘလို့မျိုးပြုမှုနေထိုင်သွားချင်တယ်လဲဆိုတဲ့ဟာတွေကိုသိချင်အပြင်ဒီမေးခွန်းဖြေနိုင်ပါလိမ့်မယ်ကျမတို့ဘယ်သူမှမကြည့်နေတဲ့အချိန်ကျမတို့အပေါ်မှာထားတဲ့ expectations တွေနဲ့မျှော်လင့်ချက်တွေမရှိတဲ့အချိန်မှာဘဝကိုဘလို့ဖြတ်တန်းချင်တယ်လဲဆိုတဲ့ဟာကိုသိချင်အပြင်လဲဒီမေးခွန်းဖြေနိုင်ပါတယ်အကယ်၍ဒီမေးခွန်းကိုမေးလိုက်လို့မဖြေနိုင်ဘူးတွေးဝေသွားတယ်တွန့်ဆုတ်သွားတယ်ဆိုလို့ရှိရင်စိတ်မပူပါနဲ့တယောက်တည်းမဟုတ်ပါဘူးကျမကိုယ်တိုင်လည်းအတိုင်းအတာတစ်ခုတည်းဒီမေးခွန်းကိုမဖြေနိုင်ခဲ့ပါဘူးဘာကြောင့်လဲဆိုတော့ဒီမေးခွန်းကိုဘလို့ဖြေရမလဲဆိုတဲ့ဟာကိုနားမလည်ခဲ့လို့ပါဒါကြောင့်ဒီဗီဒီယိုမှာကျမတို့စဉ်းစားသုံးသပ်ကြည့်ပါမယ် Who are you လို့ပြောတဲ့အခါကျမနာမည်ကတော့ Theory ပါ introvert တယောက်ဖြစ်ပြီးတော့အလုပ်ကြိုးစားပါတယ်စသဖြင့်ပြန်ဖြေတဲ့ဟာတွေကိုကြားဘူးမှာပါဒါပေမဲ့ဒီအဖြေတွေက identity ကိုပြောနေတာမဟုတ်ဘဲနဲ့ personality ကိုပြောနေတာဆိုရင်ပုံမှန်ပါလိမ့်မယ် personality နဲ့ identity ရဲ့ကွဲပြားချက်လေးကိုလည်းဒီနေရာမှာနည်းနည်းလေးပြောပြချင်ပါတယ် personality ဆိုတဲ့ဟာကငကိုပင်ကိုတဘာဝမှာပါခဲ့ပြီးသား trait တွေဖြစ်ပြီးတော့ identity ဆိုတဲ့အရာတော့တိဆောက်လို့ရတဲ့အရာပါဒါပေမဲ့ကျမတို့ရဲ့နေထိုင်လာတဲ့တခြားမှာ identity ကဘလို့ဖြစ်ရမယ်ဘလို့တိဆောက်လို့ရလဲဆိုတဲ့ဟာကိုမပြောပြပေးခဲ့တဲ့အတွက်ကြောင့်ဒီ knowledge တွေမရှိတဲ့အတွက်ကြောင့်မို့လို့ကျမတို့က personality နဲ့ identity ကိုရောထွေးနေတဲ့ဟာမျိုးလည်းဖြစ်တတ်ပါတယ်ကျမတို့ငယ်ကလေးကစပြီးတော့အရွယ်ရောက်လာတဲ့အထိဘဝကိုဘလို့နေရမလဲဆိုတာကိုအတိုင်းအတာတစ်ခုထိပုံဖော်ပေးထားပါတယ်ဥပမာဒီကျောင်းတက်ရမယ်ဆရာဝန်ဖြစ်ရမယ်ဒီအလုပ်ကိုလုပ်ရမယ်စသဖြင့်ပေါ့ဘယ်သူမှလေကျမတို့လာပြီးတော့ဟဲ့ထိုင်အောင်ဘာလုပ်ရမလဲဘာဖြစ်ရမလဲဆိုတဲ့ဟာတွေကိုမပြောခင်မှာနင့်ကိုယ်နေအရင်သိအောင်လုပ်အောင်ကိုကဘာတူလဲဆိုတာသိလားဘာတွေကိုမျှော်လင့်ထားရလဲဘဝရဲ့ပျော်ရွှင်မှုကဘာလဲရည်မှန်းချက်ကရောဘာလဲဘာတွေကိုခံယူထားတာလဲစသဖြင့်ပေါ့နော်ဘယ်သူမှကျမတို့မပြောပြကြဘူးဆိုတော့အဲ့ဒီအပိုင်းတစ်ခုကိုရုပ်ရှင်ကြည့်တဲ့အခါမှာမကြိုက်တဲ့အခန်းလိုင်းရက်လိုက်တယ်လို့ပဲ skip လုပ်လိုက်တာပေါ့အဲ့တော့အသက်အရွယ်ကြီးလာတဲ့အခါမှာဒီမေးခွန်းကိုလည်းပြန်ပြီးတော့မမေးပြကြအောင်ဘာကြောင့်လဲဆိုတော့အရွယ်တစ်ခုရောက်လာတဲ့အခါကျတော့ကျမတို့မှာလူမှုရေးရာတွေအချစ်ရေးရာတွေမိသားစုရေးရာတွေအလုပ်ရေးရာတွေရေးရာပေါင်းများစွာကြားထဲမှာဒီမေးခွန်းမေးဖို့ကျမတို့မေ့သွားတယ်ဒီလိုနဲ့ပဲပုံမှန်နေရင်းနဲ့တခါတလေညဘက်တွေမှာအိမ်မပြောတဲ့ညတွေရှိတယ်နှစ်ဖူးပေါ်လက်ကြီးတင်ပြီးတော့စဉ်းစားမိတဲ့ဟာတွေလည်းရှိတယ်ငါဘာလုပ်နေရလဲဘာလို့ဒီအလုပ်ကိုဆက်လုပ်နေရလဲငါအတွက်တကယ်ပျော်ရွှင်မှုပေးနိုင်တာဘာလဲဒါမှမဟုတ်လဲလက်ပြန်လုံးမသွားခြင်းဘူးဘာကြောင့်ငါဒါတွေကိုလုပ်နေရလဲမေးခွန်းပေါင်းများစွာပေါ့နော်အဲ့လိုစပြီးတော့ခံစားလာရပြီဆိုလို့ရှိရင်သတင်းကောင်းပါဘာကြောင့်လဲဆိုတော့အခုလက်ရှိဘဝထက်ပိုကောင်းတဲ့နေရာတစ်ခုကိုရောက်ဖို့အချက်လာပြနေပြီ signal တစ်ခုပေးနေပြီလို့ယူဆလို့ရပါတယ်ဒါဆိုရင် identity ကဘာဖြစ်လို့အခြေခံကြဆုံးအချက်ဖြစ်နေရတာလဲကျမရဲ့ယူဆချက်ကိုပြောပါမယ်ကျမတို့ဘဝတစ်လျှောက်လုံးမှာကြုံတွေ့ရတဲ့လူမှုပေါင်းသင်းဆက်ဆံရေး career society contribution in life personal views on the world ဒါတွေအကုန်လုံးရဲ့အမြစ်က identity ဖြစ်နေလို့ပါ identity မသိတဲ့မရှိတဲ့သူတယောက်ယောက်ကကိုယ့်ရဲ့ idol တယောက်ယောက်ပဲဖြစ်ဖြစ်ကိုကြီးပြင်းလာတဲ့အချိန်မှာထိတွေ့ခွင့်ရတဲ့ role model တယောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့မိသားစုထဲမှာအနည်းဆုံးဖြစ်တဲ့သူတယောက်ယောက်ပေါ့နော်သူတို့ရဲ့ပြုမှုနေထိုင်တဲ့ပုံစံအတွေးခေါ်တွေကိုကူးယူပြီးနေလိုက်မယ်ဆိုလို့ရှိရင် borrowed identity ဖြစ်သွားပါပြီအဲ့တော့ကျမတို့ပတ်ဝန်းကျင်ကပြောကြမယ်လေ the agreeable one the one who never causes problems the responsible one ဆိုတော့ကောင်းတဲ့ quality လေးတွေပေါ့အဲ့တော့ကိုရီးယားလည်းပြန်စဉ်းစားတာသူတို့ကငါတို့အပေါ်မြင်တဲ့အမြင်ကဒီလိုပါလားကောင်းတဲ့ quality လေးတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကျင့်တတ်တယ်လေဒါပေမဲ့ကျမတို့မသိလိုက်တဲ့အရာကသူတို့ရဲ့ပြောလိုက်တဲ့သူတို့ရဲ့သတ်မှတ်လိုက်တဲ့အရာတွေကကျမတို့ဘဝအတွက် compass တစ်ခုဖြစ်သွားတယ်ဆိုတဲ့ဟာပါဒါဆိုရင် flip လုပ်ကြည့်မယ်အကယ်၍ကိုယ့်စီမှာကိုယ့်ဘိုင်း identity ရှိတယ်ဆိုလို့ရှိရင်ပတ်ဝန်းကျင်မိသားစုအတိုင်းဝိုင်းကကျမတို့လိုချင်တဲ့ပုံစံခွက်ထဲထည့်လို့မရတော့ဘူးဒါပေမဲ့
သူများပြောတာတွေနဲ့အမြဲတမ်းစန့်ကျင်ဘက်လိုက်ပြောတယ်ကန့်လိုက်လိုက်တိုက်နေတဲ့လူကွာစာတွေလည်းရှိရနော်ဆိုတော့ဒီလိုလူကွာစာတွေကိုလည်း identity ရှိရလို့တော့ပြောလို့မရအောင်အဲ့အကြောင်းပြောမယ်ဆိုလို့ရှင်တော့ဗီဒီယိုတစ်ခုတက်လုပ်ရလိမ့်မယ်အဲ့တော့ပုံစံခွက်ထဲကိုထည့်လို့မရတော့တဲ့အခါကြလို့ရှိရင်သူ့ရဲ့ immediate results ကဘာလဲဆိုတော့ကိုယ်လာပြီးတော့ထည့်လဲလို့မရတော့ဘူးကိုယ်စိတ်တိုင်းကြနေမယ်ကိုယ် decision ကိုချမယ်ကိုယ်လမ်းကိုရှောက်မယ်ဆိုတဲ့ဟာလေးတွေဖြစ်လာပါတယ်အဓိကအရေးကြီးဆုံးကကိုနေချင်တဲ့ပုံစံကိုရှောက်ချင်တဲ့လမ်းကိုရှောက်ဖို့သူများရဲ့ permission ခွင့်ပြုချက်မလိုတော့ဘူးဆိုတာပါပဲ right အဲ့ဒါဆိုဒီလောက်အရေးကြီးတဲ့ identity ကိုဘာလို့တိဆောက်ဖို့ခက်နေရတာလဲလူတွေကရောဘာလို့ဒါကိုမသိကြေးကျွန်းလုံနေရတာလဲဆိုတဲ့ဟာကိုမေးဖို့ဖြစ်လာပါတယ်အဖြေကတအားလွယ်ပါတယ်ဘာကြောင့်ဒီဟာကိုမတိဆောက်ကြတာလဲဘာကြောင့်ဒီမေးခွန်းတွေကိုမထုတ်တာလဲဆိုလို့ရှိရင် comfortable မဖြစ်လို့ပါအကယ်၍သာကိုက identity ကိုအစအနေပြန်ပြီးတော့တိဆောက်မယ်ဆိုလို့ရှိရင်ကိုတက်လုံးဖြတ်တန်းလာခဲ့တဲ့ဟာတွေကိုယ့်ရဲ့ယုံကြည်မှုတွေကိုယ့်ရဲ့ခံယူချက်တွေပတ်ဝန်းကျင်ကကိုယ့်ကိုချပေးထားတဲ့အရာတွေကိုပြန်ပြီးတော့မှ challenge လုပ်ရပါတော့မယ်အခုရှောက်နေတဲ့လမ်းကငါရှောက်နေတဲ့လမ်းလားသူများဖောက်ထားတဲ့လမ်းလားဆိုတဲ့ဟာတွေလည်းပြန်ပြီးမေးရပါမယ် Your whole life and what you believe until now will be a challenge အဲ့ဒါကိုလက်မခံချင်ဘူးမလုပ်ရဲဘူးမပြောင်းချင်ဘူးဘာလို့လဲဆိုတော့တက်လုံးဒီလိုပဲနေလာတာလေဒီလိုပဲနေလိုက်မယ်ပေါ့ comfort zone ထဲမှာပဲနေချင်တယ်နောက်တစ်ချက်ကကျမတို့နဲ့ပတ်သက်ပြီးတော့ပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့ quality လေးလည်းရှိရလေဥပမာအားဖြင့် me is equal to caring smart kind responsible စတဲ့ quality လေးတွေကိုလည်းပြတ်သွားမှကြောက်တယ်ပတ်ဝန်းကျင်ကပေးထားတဲ့ trophy achievements လေးတွေကျမတို့ရဲ့ဘဝတွေကနေထွက်ပေါ်မှာအရန်ကြောက်တယ်အဲ့တော့ငြိမ်ငြိမ်လေးနေလိုက်တာပဲကောင်းပါတယ် identity မရှိလဲဘာဖြစ်လဲဒီလိုပဲနေလာတာပဲကျမတို့ခိုင်မာတဲ့အယူဆကတော့ကိုယ်ပိုင် identity မတီးဆောက်မခြင်းကျမတို့ရဲ့လိုချင်တဲ့ဘဝရှောက်ချင်တဲ့လမ်းကိုရှောက်ခွင့်ရမှာမဟုတ်ဘူးတစ်ဖက်ကပြန်ကြည့်လိုက်မယ်ဆိုရင်ငွေရေးကြေးလည်းအဆင်ပြေတယ်ပတ်ဝန်းကျင်နဲ့လည်းတဟဇာတာဖြစ်နေလို့ဒီအတိုင်းပဲနေသွားမယ်ဆိုရင်တော့ကိုယ့်ရဲ့ကိုယ်ပိုင် identity နဲ့ရှင်းလင်းပြတ်သားတဲ့ clarity တခုမရှိဘူးဆိုလို့ရှိရင် fulfillment တခုကိုမရနိုင်ပါဘူးဘဝတစ်ဘဝပဲရှိတာလေပတ်စံအများကြီးရှိနေအောင်လည်းမပြီးဘူးပတ်စံလည်းရှိရမယ်စိတ်လည်းချမ်းသာရမယ်သူများလည်းဒုက္ခမပေးဘူး freedom in life in all aspects က identity ရစားတာပါဒါဆိုရင်ဒီဗီဒီယိုရဲ့အဆုံးသတ်အနေနဲ့မေးလိုက်ချင်တာက who are you ကိုယ့်ဘဝအတွက်တကယ်မတ်မောမောလိုချင်တဲ့အရာတခုကဘာဖြစ်မလဲဆိုတဲ့ဟာကို comment မှာပြောသွားပေးပါအခုဒီဗီဒီယိုမှာ borrowed identity အကြောင်းပြောပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်တစ်ပတ်မှာ borrowed life အကြောင်းဆက်ပြီးတော့ပြောသွားပေးပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်